လေးတော့3ယောက်ရတယ်အခုချိန်ကြီးကိုတွင်နေတော့မဲဟုတ်ပေါ့ ကျက်ရလို့တော့ပေါ့ရှင်တိတိကျကျလည်းမဟုတ်ဘူးအိမ်နောက်ရှိမှတိတိကျကျနဲ့ကိုစလိုက်ကြော်ရှင်နေကြတယ် ဟုတ်ပါပြီဟုတ်ပါပြီကိုကလည်းချစ်လို့ပြန်စနေတာပါမောင်းလာဓာရုကလေးရရေ တော့ပါခုမှကလေးတွေကငုံနေပြီလားမသိဘူး အကြီးမကတော့နိုးနေပြီရရှိုးနေကြတယ်ငယ်လေးကတော့အိတ်တုံးထင်တယ် လောတတဘဂဝါတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတနမောတတဘဂဝါတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတဘုဒ္ဓတရဏေကိသာမိဓမ္မတရဏေကိသာမိသံဃတရဏေကိသာမိအရှင်မြတ်ဒါကတော့မျက်နှာတက်တော်ကြီးပါဗျာအရှင်မြတ်ဒါကတော့တောက်တော်ကြီးပါဗျာအရှင်မြတ်ဒါကတော့လက်စည်းတော်ကြီးပါဗျာအရှင်ဘုရားဒါကတော့ခြေစည်းတော်ရဲ့နေ့အလိုရှိရသုံးဖို့သုံးဆောင်တော်ကြီးပါဗျာအားလုံးကြကြမြမြကုသိုလ်အမြရောကြပါဘောလို့တာဒုအားလုံးကြကြမြမြကုသိုလ်အမြရောကြပါဘောလို့တာဒု